မင်္ဂလာပါရှင်ရိုစီပန်းချန်နေကြိုဆိုပါတယ်ကယ်ရိုစီကတော့ဒီနေ့ပြမဲ့ပန်းလေးကတော့ရောက်တဲ့ပန်းလေးပြပါမယ်ဒီနေ့ channel မှာရှိတဲ့ data တစ်ခွလေးတွေအဖူးပွင့်ပါလေးတွေရဲ့အဖူးပွင့်မပွင့်သေးတဲ့ပန်းလေးတွေပြချင်ပါတယ်ဒါကတော့အာမဲလက်တန်ရှည်အရန်လာတော့သူကနေရာမျိုးဆိုင်လို့ရတယ်တစ်ပင်မှာလည်းကတ်ဆိုင်လို့ရတယ်ဘယ်လိုပဲဆိုင်အေးတဲ့နေရာပဲဆိုင်ပူတဲ့နေရာပဲဆိုင်တအားလာတော့ပွင့်တယ်ကြိုက်တယ်လို့စိုက်လို့ရတယ်တစ်သားချင်းနဲ့ပဲစိုက်တစ်ပင်မှာပဲကတ်ဆိုင်ဟုတ်ပြီနော်ဒီလိုမျိုးပဲထဲစိုက်ရရနော်သူကတော့လူစီပြချင်တာဝယ်တဲ့လူစီရောက်မှပွင့်မှာဒါအပွင့်နမူနာပြရနော်ဒါအစောဆုံးပွင့်ထားတဲ့အပွင့်နမူနာပြထားတာဒါကတော့အမဲလက်သက်ရှယ်ရဲ့အပင်မှာသူကတော့တပိတ်တာကို3000ပါနော်90သားဆိုရှင်ဒီမှာကြိုက်တယ်လို့ဒါစိုက်ဒါဝယ်တဲ့လူစီရောက်မှဖူးမဲ့ဟာတွေပါတပိတ်တာကို3000ပါ90သားလောက်စိုက်ထားလိုက်လို့ရှိရင်1000ခွဲနဲ့တောင်ကိုလှပါလိမ့်မယ်ဟုတ်ပြီနော်ဒါကတော့အမဲလက်သက်ရခုနပြတဲ့အပင်မှာသူ့ရဲ့အပင်မှာနော်အများစေတီးတန့်စေရှိပါတယ်အစိတ်သားခွဲယူလို့ရပါတယ်ဒါကတော့သူ့ရောက်မယ်ပါနောက်တစ်ခုကဒါကတော့ကနိုင်ဘေးပေါက်ကခရမ်းရောင်နဲ့ဖြောင်တဲ့နှမျိုးရှိရလို့စီမြပြောခဲ့နော်ဒါလေးတွေကတော့ခရမ်းပေါ့ခရမ်းကမှသူကအယိုးရှိတယ်အဖူးပွင့်ပါတယ်ကိုဘကိုစိုက်ရမယ်စိုက်ရတာကတော့3ကပ်ပြီးပဲစိုက်ရမှာပါသူကတော့တစည်းကို6000ပါရှင့်အရန်ချစ်စရာကောင်းတော့နော်ဒီမှာကြည့်လိုက်အောင်လှလိုက်တယ်ကနိုင်လေးပေါ့ခရမ်းနေသူကတော့တစည်းကို6000ပါအများကြီးမရှိတော့ပါဘူးနည်းနည်းပဲရပါတော့မယ်နောက်တစ်ခုကမောက်ခမ်းဝါကတော့ဒီမြဲပြောနေကြဒီလိုနှက်ခိုင်ပါကတော့ဒီလိုနှက်ခိုင်ပါဆိုရှင်တော့13000ပေါ့ဒီလိုပန်းခိုင်နှက်ခိုင်ပါ13000တဒုံးနဲ့လိုချင်တယ်ဆိုလို့ရှိရင်တော့3ကပ်ပြီးသားတဒုံးနဲ့ကို8500ပါအစိတ်သားယူမယ်ဆိုရှင်တော့2000ခွဲအစိတ်သားယူတဲ့သူကပိုတန်တာပေါ့နော်အစိတ်သားယူတဲ့သူကပိုတန်ပါတယ်နောက်တစ်ခုကတကွန်လုံးတစ်ခွဒါကတော့တကွန်လုံးနေပါဒီတကွန်လုံးကတော့တို့အစည်းနဲ့ရပါမယ်အစည်းနဲ့ဒီလိုတစည်းပေါ့ဒီမှာအဖူးတဖူးပါပြီးတာတစည်းပါဒီတစည်းကို1000ပါရှင်3စည်းယူရင်2000ခွဲပါသူ့ကိုစိုက်ပေးပါဆိုလို့ရှိရင်တို့ကတစ်သားချင်းနဲ့စိုက်ပေးတယ်စိုက်ပေးခါချင်းဖို့တက်ယူပါတယ်ရှင်နော်မောက်ခမ်းဝါလည်းအတူတူပါပဲလက်ဆောင်ပေးချင်တဲ့လူတွေဆိုလို့ရှိရင်ဒါဒီလိုလေးတွေဒါစိုက်ပြီးသားလေးဆိုတအားလှတယ်တိလားစိုက်ပြီးသားဆိုရှင်လေတချင်း3000ခွဲတန်ဆိုရှင်တအားလှတယ်ဗျာ3000ခွဲတန်တချင်းဆိုရှင်တော်တော်လေးလှပါတယ်နောက်တစ်ခုကကိန်ဒီတစ်ခွပါကိန်ဒီကတော့အရန်မွေးတယ်လှချီခံပါတယ်သူကတော့အစီသေးနဲ့ရပါမယ်တစည်းကို4000ပါရှင်ဒါကတော့ရွှေဝါလေးတစ်ခွပါရွှေဝါလေးတစ်ခွကတော့လူတိုင်းကြိုက်တယ်ပြဟိုပါလေသူကတော့တံပြာနဲ့အရန်မွေးမှအရန်လှတော့ပန်းလူတိုင်းကြိုက်တယ်မွေးနဲ့ရနံ့လေးရလေသူ့ရဲ့နံ့လေးကသူ့ကိုအဖူးပါလေးရောင်းပေးပါမယ်အဖူးပါတစည်းကိုဒီမှာဒီလိုအဖူးပါတစည်းကိုသူကတော့ဘယ်လိုပဲစိုက်လို့ရှိနေတယ်နော်ဒီကောင်တက်သားချင်းနဲ့စိုက်တစ်ပင်နဲ့ပဲကစိုက်ဒီလိုတစည်းကို8000နှုံးပါ8000နှုံးပါဒီမှာအဖူးပါပြီးသားနော်အရန်စိုက်ရအရန်အဆင်ပြေပါတယ်နော်ဒါကတော့တစည်းကို8000နှုံးပါရှင်ဟုတ်ပြီနော်အမကုရှိရောက်တဲ့ခါမှာပွင့်မှာနော်လှလှကြီးကိုပွင့်မဲ့ပန်းနေနော်ဒါတွေကနောက်တစ်ခုကဘာလဲဆိုတော့ဘာလဲပိန်းပန်းကိုတစ်ချက်ပြပေးမယ်ပိန်းပန်းကတော့ငကမောက်ပိန်းအပင်တန်တွေစီးပွားဖြစ်စိုက်ရှင်တဲ့လူတွေအတွက်ဒီမှာပါအများကြီးတော့မရတော့ဘူးစီပါလေဒါကတော့ကြိုတင်လေးလုပ်ပေးမှာဒါကတော့တပင်ကိုဒီကောင်က8000 10ပင်ကို9000ဒီကအခုစိုက်အခုတစ်လထဲနဲ့အဖူးပွင့်တွေထွက်မဲ့ဟာနော်အပင်100ကို9သိန်းအပင်90ယူလို့ရှိရင်တော့3သိန်းလုံးပါအပင်100ယူရင်တော့9သိန်းလုံးပါစီးပွားဖြစ်စိုက်တဲ့လူတွေတလထဲနဲ့ကိုပတ်ဆိုင်ရမယ့်ဟာတွေပါဟောစပိုက်တာရဲ့ဒီပိန်းပန်းရဲ့နှမျိုးနဲ့တင်ဆက်နေရသည်ငွေဝင်နေမဲ့ဟာပါစပိုက်တာကတော့အနီကြားပြောပြီးသားနော်ရောရအနီကြားရောရကတပင်ကို2500အပင်100ကို2သိန်းအဝါကတော့အပင်100ကိုတပင်ကို1500အပင်100ကို3သိန်းနော်အယောင်အာမခံတဲ့နေရာမရွေးစိုက်လို့ရတယ်စိုက်ရတဲ့နီးပုံစံကအုံးစံမုံတွေအုံးစံဖတ်တွေနဲ့မြေဆွေးနဲ့စိုက်မယ်နေပူထဲမှာစိုက်မယ်ပြုစုစရာမလိုဘူးအရန်အကြမ်းခံတယ်ဟုတ်ပြီနော်အာမခံချက်နဲ့ရောင်းတယ်ဒီမှာကြည့်လိုက်နော်အာမခံချက်နဲ့ရောင်းတဲ့အနီကြားတွေတွေ့လားအဲ့လိုမျိုးတွေနော်မားစရာအကြောင်းဘာမှမရှိဘူးနေစုံပို့ပေးပါတယ်ဒါကတော့မောက်ခမ်းပါဒါဆိုရင်တပိတ်တာ3ကတ်ထားတာပေါ့ဒါတပိတ်တာ3ကတ်ထားတဲ့ဟာပါဒါကတော့ order ပေါ့ဟိုကမှဒီလိုတွေစိုက်ချင်တယ်ဆိုလို့ရှိရင်လည်းစိုက်ပြီးလို့ရပါတယ်ဒါကတော့တပိတ်တာ3ကတ်ထားတဲ့ဟာပေါ့အဖူးပွင့်နေအများကြီးနဲ့ဟောဒါကတော့ကနိုင်အဖူးပွင့်တီးတန့်တ
ဒါက90သားကတ်ခိုင်းတဲ့ဟာပါဒါကတော့ရှမ်းခမောက်တပိတ်တာကတ်ထားတာပါဒါကတော့မောက်ခမ်းဝအာမဲကတ်ထားတာပါဒါကတော့12ရာဒီစပယ်ဒီ12ရာဒီစပယ်ကတော့ဝယ်တဲ့လူတွေတအားတန်တယ်ဝယ်ထားတကယ်ကိုတန်တယ်12ရာဒီစပယ်ကိုမှစစ်တော့အာမခံချက်နဲ့ရောင်းတာဒီဟာကိုစိုက်ပြီးတဲ့လူကကျန်တဲ့ဟာမစိုက်ရှင်တော့မွေးလဲတအားမွေးတယ်သူကလေကြက်ယုံနဲ့ဖက်ဆက်ဖြစ်ထားတဲ့12ရာဒီစပယ်သူက12ရာဒီလုံးမှ12ရာဒီလုံးကိုပွင့်တာဗျာဒီကောင်ကတော့တပင်ကို18000အပင်20လောက်ပဲရတော့မယ်ပြုတ်ခဲနေတာအဖူးကိုကြည့်လိုက်အောင်နော်ပြုတ်ခဲနေတာလက်ဆောင်ပေးခြင်းတဲ့လူတွေဆိုဒီလိုနှစ်ပင်တွဲဆိုင်ပြီးမှပေးတာအိုးကြီးနဲ့စပယ်ရှယ်လာတယ်အများတန်းပွင့်နေတာဝယ်ကြပါတကယ်ကိုတန်လို့ပြောတာပါစိုက်ရတာနဲ့ကိုတန်တယ်ဖျားကတ်နေရတာကိုခူးလို့မနိုင်ဘူးသိလားအဲ့လိုမျိုးကဲဒါကတော့ယူဇနာအပုမျိုးယူဇနာအပုမျိုးကလည်း12ရာဒီပွင့်တယ်အပွင့်ကအစုပ်လိုက်အခဲလိုက်ပွင့်တဲ့မျိုးနော်တချို့ဆိုယူဇနာရိုးရယူဇနာလို့ပြောရောင်းတဲ့ဟာမျိုးပေါ့နော်ဒါကတော့ယူဇနာအပုမျိုးသူလည်းတပင်ကိုနှစ်တောင်းပါရှင်အရန်ဖူးတာနော်12ရာဒီလုံးဖူးတာဒါကတော့စက်ကြပါနောက်တစ်ခုကဒါခုနစပယ်နဲ့မတူဘူးဒါကိုလည်းတချို့က12ရာဒီစပယ်လို့ခေါ်တယ်ဒါမဲ့လူစီကတော့အာမမခံဘူးဒါကိုဟုတ်ပြီနော်ဒါတခါထည့်ပြောတာဟိုကတော့လုံးဝအာမခံချက်နဲ့ကိုရောင်းတယ်ဒါတော့ပင်သေးဒါတော့ဒန်းတလွန်ပါဒီပင်စားပင်တွေလည်းရှိပါတယ်ဒန်းတလွန်ပါ6လဒန်းတလွန်ဒါကတော့မိုးမြော်ငရုတ်တီဒီဘက်ကဟာကြတော့ရိုးတရားကလောငရုတ်တီဒီမှာခင်းတီးအတီးတီးတော့မဲ့ဟာတွေလည်း site တွေလည်းရှိပါတယ်မကြီးတချို့ကဆိုခင်းတီးတဲ့တီးတောင်တီးနေပြီဒါနဲ့စားတဲ့ခင်းတီးနော်ဒါကတော့ပေါက်ပန်းနီဒါကတော့တင်ပေါ်ဒါကတော့ဘူးပင်နော်ဘူးပင်နေရပါတယ်အစုံရပါတယ်ကဲလိုချင်တဲ့ဥစ္စာတွေစိတ်ကြရွေးဝယ်လို့ရပါတယ်ခြံကတော့တောင်တကုံ50ခွန်ရက်ကွက်အုတ်တဖျားလမ်းမှာရှင့်နောက်တစ်ခုရိုစီပြောပြမယ်နော်ရိုစီခြံကိုလာလို့ရှိရင်ပန်းသခင်နဲ့ဆိုင်ခြံနာမည်ကပန်းသခင်လို့ရေးထားတာပါနော်ခြံနာမည်ကပန်းသခင်ပါရိုစီကခြံမှာကတော့ပန်းသခင်လို့ရေးရိုစီခြံဟုတ်ရဲ့လားဆိုတော့တချို့ကမားကြပါတယ်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုပိုင်းလေးကိုလည်း sharing လေးကူညီပေးကြပါရှင်